မျိုးပေါ့နော်ငရုတ်ဒီလှော်ပြီးလို့ရှိရင်ညက်အောင်ထောင်းတာပေါ့နော်ဒီလောက်ပဲညက်အောင်ထောင်းပြီးတော့ဒါညက်ပြီးစပြီးတော့ညက်ပြီးဆိုတော့ကိုလိုတဲ့နေရာရောက်ပြီဆိုလို့ရှိရင်ဒီမှာကြက်သွန်ဖြူထည့်ပါမယ်ကြက်သွန်ဖြူကတော့အစိမ့်မထည့်တာကြိုက်တယ်အနက်ပို့ပြီးတော့မှွေးတာပေါ့နော်တချို့တွေလည်းလှော်ပြီးတော့ထည့်တယ်ကိုကတော့စိမ့်ထည့်တာပေါ့နော်အစိမ့်ထည့်ရအနက်ပို့ပြီးတော့မှွေးတာဆိုပိုစားကောင်းတာပေါ့စားတာလည်းသူပြောရတယ်နော်တူတော့မတူဘူးနော်တယောက်နဲ့တယောက်ဒီဘက်ငပိထောင်းလည်းတူတော့မတူဘူးနော်တယောက်နဲ့တယောက်ဒီမှာလေကျက်သွန်ဖြူတွေထောင်းပါတယ်ရှင်ငရုတ်ဒီနဲ့ငရုတ်ဒီကတော့လှော်ပြီးတော့ထောင်းတာပေါ့နော်ခွဲကြမ်းမဟုတ်ဘူးနော်ဒီမျိုးစပြီးတော့ထောင်းပါတယ်ရှင်ဒီမှာကြက်သွန်ဖြူနဲ့ငရုတ်ဒီနဲ့ထောင်းထားတာရပြီဆိုလို့ရှိရင်ဒီမှာငပိကင်ထားလေးထည့်ပါမယ်ရှင်ငပိထောင်းတော့ဝယ်စားလို့ရှိရင်တော့တက်တာပေါ့နော်ကိုယ့်ဘာကိုထောင်းလို့ရှိရင်လက်ညောင်းနေအောင်ဒါပေမဲ့ကိုကတော့ဝယ်မစားဘူးငပိထောင်းအမေထောင်းတာနဲ့အမထောင်းတာနဲ့ကိုထောင်းတာပဲစားဖူးတာဆိုတော့လေတယောက်နဲ့တယောက်တော့ထောင်းတာမတူဘူးထင်တယ်နော်ကိုကြိုက်တယ်လို့ကိုထောင်းတာပေါ့နော်ကိုလုံးလို့ရှိရင်တော့ထောင်းလို့ရှိရင်တော့တာရှင်းတယ်စားလို့လည်းကောင်းတာပေါ့နော်ညို့ဒီအစကြိုက်လို့ရှိရင်တော့အစပို့ထည့်ရပါတော့ဒီမှာထောင်းပါမယ်ရှင်ငပိနဲ့ဒါချုံမုတ်လေးကနည်းနည်းထည့်ဘာမှမပါဘူးနော်တော့ငပိထောင်းတာဒါချုံမုတ်လောက်ပဲပါပါတယ်ချုံမုတ်နှစ်စွန်းလောက်ထည့်တာပေါ့နော်ဒီမှာပြီးလို့ရှိရင်ဒီလိုမျိုးဒီနဲ့ရောအောင်ထောင်းရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ရှယ်ပေါ့နော်ကိုယ့်ဘက်ကိုစားလို့ရှိရင်တော့ကောင်းတယ်ပေါ့ရောင်းတဲ့သူတွေဆိုတော့ငရုတ်တွေအလောက်မထည့်ဘူးနော်သူတို့စတာပေါ့နော်6လေးပေါ့နော်ငရုတ်ဒီစိမ့်နဲ့ကြတော့တိတ်ပြီးတော့မ6ဘူးဒါငရုတ်ဒီစိမ့်ထည့်ထောင်းလဲရတယ်မ6ဘူးပေါ့နော်နည်းနည်းမဲတာပေါ့အယောင်မလှဘူးနည်းနည်းအစိုးရများသွားတာပေါ့နော်ကိုရီးယားကြတော့ငရုတ်ဒီစိမ့်နဲ့မကြိုက်ဘူးငရုတ်ဒီ6နဲ့ပဲထောင်းတာပေါ့နော်ဆက်လဲမှွေးတော့ပို့ပြီးတော့ထားလဲခံတာပေါ့နော်ဒါပေမဲ့ထောင်းမတားတဲ့သူဆိုဝယ်စားပေါ့ဒါပေမဲ့တက်လဲတက်တာတယ်ဒီလိုမျိုးပါငါပြီးထောင်းပြီးလို့ဒီလိုမျိုးစီးလာပြီဆိုလို့ရှိရင်ရပါပြီနော်ထောင်းရတာတော့မနေ့ထောင်းရတယ်မိနစ်20လောက်တော့မထောင်းရအများကြီးပဲဆိုတော့လေဒီမှာလေစီးလေးဖြစ်လာပြီဆိုလို့ရှိရင်ရပါပြီဘူးတဲ့ထည့်ပါမယ်